အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့စင်ကာပူနိုင်ငံမှာရေမွေးကောင်းကောင်းလေးတွေခြိုက်တဲ့သူတွေအတွက်နေရာလေးတစ်ခုပြောပြပေးပါမယ်အားတော့ကျွန်တော်နေတဲ့အဆောင်နေပြီးတော့ MRD ကိုလမ်းလျှောက်နေတာပါသူကဘယ်လိုပြောမလဲစင်ကာပူမှာတော့ဒီလိုမျိုးတတရအပင်လေးနဲ့စိမ့်လို့ရှိပါတယ်ခုကဒါ MRD ကိုရောက်ပြီပါနော် currency MRD ပါဒီကနေဆိုလို့ရှိရင်အနီတိုင်းပေါ့သူတို့ကအနီတိုင်းမှာပါအမာဒီအထက်ရေဝင်လေးကျွန်တော်ရိုက်ပြပေးနေတာပါခင်ဗျာဒါအခုဆိုရင်ယထာဆိုင်ပါပြီဒါတော့အခုယထာဆိုင်ပြီးတော့ကျွန်တော်နေ့ဆမ်မဆက်ကိုသွားမှာပေါ့နော်ဆမ်မဆက်အမာဒီကိုသွားမယ်တရားခြားရက်ဆိုတော့အထဲမှာယထာမှာလူရှင်းတယ်ပေါ့ဒီစီသွားလို့ရတယ်လူရှင်းနေဒါအမှဆမ်မဆက်အမဒီကိုရောက်ပါနော်ဆမ်မဆက်အမဒီကနေပြီးတော့ဆမ်မဆက်အမဒီကနေဆိုရင် exit B ကနေထွက်မှာပေါ့နော် exit B ကနေပြီးတော့သူထောက်လျှောက်သွားလိုက်တာနဲ့အဲတက်လေကတွေ့မယ်ပေါ့ဟိုရှိနားရောက်လို့ရှင်တက်လေကတွေ့မယ်ဒါကတော့ခြားရဆိုတော့လေဒီမှာတော့သူတော်တော်ရှင်းတယ်အောချက်နဲ့တော့ကက်ရပဲဆမ်မဆက်အမဒီကဟုတ်ပြီဒီရှေ့ကတက်လေကအတိုင်းတက်သွားလို့ရှိရင်ဒါသူဒီတက်လေကအတိုင်းဆိုလို့ရှိရင်ဒါ313 Somerset Orchard လမ်းမှာရောက်တယ်အဲဒီတက်လေကOrchard လမ်းမှာရောက်တယ်ဒီ313သူ shopping mall ဒီနေရာဆိုရင်အခုဖတ်သွားရင်ဒါ313 shopping mall နေရာပါဒီ exitဒီကနေထွက်လိုက်ပြီဆိုတာနဲ့ဘဲမှာလမ်းမှားစရာအကြောင်းရှိဘူးလေဒီ Orchard MRD Orchard လမ်းမကြီးပေါ့တန်းရောက်တာပေါ့ Orchard လမ်းမကြီးပေါ့တန်းရောက်လဲဆိုရင်ဒါသူက313 shopping center နဲ့အဲထဲကိုတန်းရောက်တာဆိုတော့ဘာမှလမ်းမှားစရာစိတ်ပူကြမရှိဘူးเนาะဒါအခုမြင်နေရတဲ့မြင်ဝင်နေရတာအဲ313 shopping center ရဲ့ဒီအတွင်းပိုင်းမြင်ဝင်နေပါဒါဒီကတော့ဒါသူတို့စင်ကာပူရင်းစုံဝါးလေးတွေပေါ့ဒါမနေ့ပိုင်းအလွမ်းတဲနေကြတာအဲ့ဒါလေးဗီဒီယိုလေးလှမ်းပြီးရိုက်ထားတော့ဒါဒီနေရာဆိုဒါကျွန်တော်ကတော့အစောကြီးရောက်နေတယ်ပေါ့နော်ပြန်ဆိုင်နေရတော့မဖွင့်သေးဘူး9နာရီခွဲ10နာရီလောက်ဆိုရင်တော့ဆိုင်နေဖွင့်ပြီဒါကတော့အဲ Raven Land အတိုင်းဝင်သွားလို့ရှင် Zara ပေါ့ level 1မှာလည်းရှိတယ်ဒါ Zara အဲ Zara မှာရှိတယ်ရေမွေးတာကောင်တာလေးတွေအများကြီးရှိသူရေမွေးတွေကအကလုံးကနာမည်ကြီး brand ပေါ့ YSR တို့ဘာလို့ ਨੇ အဲ့လို YSR library တို့ဘာလို့ ਨੇ inspire ယူထားတဲ့ရေမွေးလေးတွေပေါ့နာတကယ်လဲကောင်းတယ်ကြာရှည်လဲခံတယ်ပေါ့အဲ Zara ရေမွေးရဆိုရင်တကယ်တော်တော်လေးကောင်းတယ်သုံးရဈေးတန်းကြတော့လဲအဲဒေါ်လာ20 30ကျော်ပေါ့30ကျော်40 50အစားပေါ့80လောက်အထိဈေးတန်းရှိတယ်ဒါပေမဲ့သုံးတဲ့လူအတွက်ကတော့ဒါနောက်ဆုံးဟိုဒီဇိုင်နာရေမွေးတွေသုံးမယ်ဆိုဒါမျိုးလေးတွေ inspire ရေမွေးတွေသုံးလို့ရှိရင်တော်တော်လေးကောင်း Zara brand ကလည်းတော်တော်လေးကောင်းတဲ့အတွက်ဒီဟာမျိုးလေးတွေသုံးဖို့အကြံပေးပါတယ်ဒီကတော့313 shopping center ရဲ့အတွင်းထဲမှာရှိတယ် level 1မှာလည်းရှိတယ်ဆိုင်လေးပါ Zara ဆိုင်လေးပါ Zara စင်ကာပူမှာဆိုရင်3ဆိုင်ပဲရှိတယ်ပေါ့ဒီကတော့ Somerset MRD မှာရှိတဲ့ဆိုင်မှာကဲတော့အခုဆိုရင်တော့ဒါကျွန်တော်တို့ရေမွေးဝယ်ပြီးတော့ပြန်ထွက်ပြီပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်နော်